မှကျင်းပြေဆုံးပါစေအလုံးတိုင်းလည်းဒီတိုးတဲ့အောင်ပြပါစေဒီဘက်ကသဆုပ်ကျဲလို့လည်းဒါဘက်ကတသေးဝင်နိုင်ပါစေကျွန်တော်တို့မျိုးသေးရဲ့ဒီဘုလီပွဲမှာရောက်30လောက်လာပြီးတော့အားပေးပါတယ်အားပါတရားပေါ့တရားဝမ်းမတ်တာဘယ်နဲ့ပါအဖိုးတွေကဘာပေါ့စားတဲ့နေရာမှာတော့တကယ်အားပေးပါတယ်ခင်ဗျာကိုယ်ကအားပေးနေရလားတို့မွေးနေ့မှာစိတ်ချမ်းသာကြည်နမှာရှိပါလိမ့်မယ်။ဘာလဲလား။အားလုံးအနေကင်းပေးစမှာရှိပါလိမ့်မယ်တကယ်ပါပါ။ဒီစိတ်မှာအနေကင်းပေးပြီးအားလည်းရေးကြည့်ရနော်အားလည်းရေးကြည့်တယ်မှာ90လောက်ကုန်လာတာ90တန်းတောင်ဆက်သိန်း30အေးဟိုဆရာတွေသွားမှာနေသိန်း30ကိုလည်းပြောမှာဖေတခါတော့ပြောမလားဖေကဲကျွန်တော်ဒီမွေးနေ့မှာကာယောဂါပြီးဒီယုံမှာပြီးတော့မှပြေးဝင်ပြီးတော့ဒီတက်မကဒီကနိုင်တဲ့လက်ဆောင်ပိုင်းတွေလို့ပြောအဲ့စူအကောင်းဆုံးပဲအခုကအဲ့စူတာရတယ်ပြောရအောင်Happy birthday ပါမင်းတို့ကျမ်းပါပါစေပြုရှင်ပါစေဒီလိုမကဒီလိုနိုင်ပါစေတချင်းလေးများများဟဲနိုင်ပါညနေသားလေးတောင်းသုံးဆောင်နိုင်ပါစေညနေသားလေးရှိုးပါစေပြောပါโอเคပါညနေပါနေရှိုးခွင့်ရပါဆရာဦးHappy birthday ပါဘုန်းကြီးဒီနေ့ကလည်းလူလန်းနေပါပြီဒီစင်ဒီနေ့ကကျွေးနေပါပြီကဲတို့ကတော့ဘာပြောရမလဲဘုံမျိုးတွေဆက်ဝင်ရတယ်ကဲနောက်ခီးကြီးလိုက်နိုင်ပါဗျာအဲ့ဒီမှာဆိုပေတူရတဲ့ပြင်ဦးလည်းပဲဘယ်မှာပေးလိုက်တော့ချီလိုက်နိုင်ပါသေးကျွန်တော်မမတော့မပါဘူးကိုတဲ့အခုမှမြင်ရတယ်လာပါမင်္ဂလာပါဘယ်မှာဖြစ်အောင်ဒီလိုတင်ကြမှာပါလာလာလာဒီရပါရှင်းနေပြပါလေဒီဘာမှမရဒီပတ်တိပဲဆေးပိုင်းကောင်းမှုလေးဆရာကြီးဆေးကောင်းနေကြီးဆေးကောင်းနေကြီးကိုမျိုးသားရဲ့အခုလိုဝဲလေးမှာကြမကြကျွေးနိုင်ပါသေးဗျာနည်းနည်းကျွေးနေပါလေကျွန်တော်တို့ဘွဲတွေကအမြဲတမ်းပြောပြမှုတွေနဲ့တက်တန်းနေတဲ့အချိန်မှာဒီဘဝနဲ့ပါတီတွေတိုးတက်ပါသေးတွားပါလေရှိနေပါလေစားတယ်ကျွန်တော်စားဒီမှာကောင်းရောလည်းနိုင်တဲ့တွေ့ချက်နိုင်တယ်ပါဒီရှိနေပါလေဒီဝဲလေးကိုလာပြီးတော့ကျွန်တော်တို့ကဒါအားပေးတဲ့ဘောလူမျိုးပြောရှင်ရှင်လေးအကွယ်လုံးပြစ်တင်တယ်အဲ့အတွက်ကြောင့်လည်းဘုရားတွေကိုဖုတ်ပြရတဲ့အတွက်ကြောင့်